တာဝတ္တိတိုင်းပြည်ဇေတဝန်ရွှေကျောင်းတော်ဘဒူဆောက်တာဥသိမ်းဆိုအနာတပိန်တတိဟုတ်လားအနာတပိန်တတိဆောက်လို့တဲ့အဲ့ဒီဇေတဝန်ရွှေကျောင်းတော်မှာမြတ်စွာဘုရားတကယ်ကိုတော်မြတ်ကြီးသရင်သုံးတော်မူစဉ်တာဝတ္တိပြည်ရဲ့မှာလာတော့ကလည်းသူတစ်ပါးဥစ္စာရလုံမှုပဲကြည့်တယ်ကိုယ်တိုင်းကကုသိုလ်ဒါနမပြုတော့လာတော့ကလည်းလက်ပလာပဲဘာကုသိုလ်ကမှမပေါ့လာတော့ကလည်းဥသိမ်းဆိုပါတယ်လက်ပလာပြန်တော့လေလက်ပလာပဲပြန်ရတဲ့လူကြားဘူးလားဟမ်အဲ့ဒါကဘယ်သူလဲလို့မေးရင်တာဝတ္ထိပြည်မှာရှိတယ်89ဂရေမြချမ်းသာတော့သောတေယပုံနာတဲ့ဥသိမ်းဆိုဒေါတန်အေးဘာပုံနာတဲ့သောတေယပုံနာပြောမလို့ကစကားလမ်းကြောင်းလွှဲထားတာအဆောင်ကပြောမယ်စကားတစ်မျိုးအခုကတပြင်းဖရာတရားသွားတာအဲ့သောတေယပုံနာက89ဂရေချမ်းသာကျွန်တော်တို့ခေ89ဂရေချမ်းသာတာအထင်ကြီးကြမရှိပဲခေမူခေဖယားလက်ထက်က89ဂရေချမ်းသာရဆိုတော့လောကကြီးသူအချမ်းသာဆုံးလောက်ကြတယ်ဟုတ်တယ်မလားတာဝတ္ထိတိုင်းပြည်မှာသူကိုယ်တိုင်က89ဂရေချမ်းသာသူ့မှာကသားလေးတစ်ယောက်ရှိတယ်တဲ့အလူမဒေါတန်အေးသားဘယ်နှယောက်တဲ့လို့တစ်ယောက်တဲ့ဘယ်သူတဲ့တော့သူ့ဘာလူလင်းဗါတဲ့တော့သူ့ဘာလူလင်းတဲ့တနေ့သောခါမှာသောရိယပုံနာကအဖေလောကမှာချမ်းသာသမျှငွေကြေးစီကဘလောက်များအဖေချမ်းသာတဲ့သားကိုပြောပါတဲ့ဟဲ့သားကြီးလူလေးရှိတာမှဒီသားလေးနဲ့အဖေနဲ့နှစ်ယောက်တည်းရှိတာသူ့ဘာလို့လဲမှတ်တာကွာလောကမှာအဖေလေးအဖိုးဘွားဆေးဆက်ထိမ့်သိမ့်လာခဲ့တဲ့စီးစိမ်ဥစ္စာမှပဲအဖေထိမ့်သိမ့်လာခဲ့တာ89ဂရေချမ်းသာတယ်ငါသားပြောနေတော့မှဖယားအလူခံလာတယ်ဘယ်သူအလူခံလာတော့တို့ဖယားအလူခံကြွတာမှတ်တာဟဲ့သူ့ဘာလူလဲဥပြေကတုံးဆိုတဲ့အဲ့ဒီဖယားဆိုတဲ့လူကတပိန်မဲကြီးလက်ဝဲပိုက်ဘာအလုံးမှမလုပ်ဘဲနဲ့အိမ်ပေါက်ခါစီတောင်းစားနေတာအဲ့လိုလူမျိုးမလူနဲ့အဲ့လိုလူမျိုးမလူနဲ့ဒေါတန်ကြီးပါတယ်တော့အဲ့လိုလူမျိုးမလူနဲ့လူရင်ကုံနာပဲငါသားတဲ့ဥသိမ်းဆိုလူရင်ပါတယ်တော့ကုံနာပဲတဲ့ဟုတ်လားအဲ့တော့ဒုဖယားကလည်းပြန်ဟောတယ်ဗါတယ်တော့ငါဖယားကိုစားဦးစားပြတစွန်းစားပြလူတိုင်းယုံများနဲ့မွဲသွားတဲ့တတ္တဝါပုဂ္ဂိုလ်ဆိုတာမရှိဘူးတဲ့ဟုတ်လားဥသိမ်းဆိုတော့တိုင်းအဲ့တော့ဥချင်မွေဆိုလို့ရပဲဒါသူ့ဘာလူလင်ကမလာပါအဖေတဲ့အဲ့ဒီမှာတဲ့မိဘစကားနားထောင်ညတံပြားကြောက်စောကျိုးတော်ပြောင်းဤတဲ့ဟုတ်တယ်မလားစာစိုးကဒါပေမဲ့သူ့ဘာလူလင်စဉ်းစားတယ်သို့တော်လေအဖေစကားနားမထောင်ဘူးအဖေစကားနားထောင်တာတစ်ချက်တော့ရှိတယ်ဘာတော့ဥပိကရုံတွေကိုမလူနဲ့တပိတ်မဲနဲ့တောင်းစားနေတဲ့ဥပိကရုံအလုံးမရှိအကိုင်မရှိဘာစီးပွားမှမရှိတဲ့အဲ့ဒီဥပိကရုံလူရင်ရှိတဲ့စီးစိမ်ရော့တယ်ငါသားမလူနဲ့ဘဒုကမှာသောတေယပုံနာကသူ့ဘလူလင်ကိုမှာတော့ဘဒုကိုမှာတာတော့သူ့ဘလူလင်ကိုမှာတာအဲ့ဒါနဲ့တနေ့တော့ကမှကောင်းပြီတဲ့ဥသိမ်းဆိုတော့တိုင်းခမရတို့ကျွန်တော်တို့ပိုင်ဆိုင်နေတဲ့ခန္ဓာကိုယ်ကြီးကမြဲလားမမြဲဘူးလေကျွန်တော်တို့တော့မမြဲရင်အဲ့သောတေယပိုင်ဆိုင်ထားတဲ့ယုံနာနှစ်ပါးခန္ဓာ၅ပါးကိုပိုင်လားမပိုင်ဘူးတနေ့ဖြစ်ပြီးရင်ပြက်မှာပဲတဲ့ဒီလိုပြောရင်နဲ့သောတေယပုံနာတနေ့ကျသေရောသောတေယပုံနာဘာဖြစ်သေသွားပြီသေသွားတော့ခါမှလောကကြီးထဲမှာအော်အဖေရဲ့တဲ့အဖေကိုလေတဲ့အဖေစည်းစိမ်နေနဲ့တလုံးအမပါပဲအဖေစည်းစိမ်ပေါ်မှာခံစားရတယ်စံစားရတယ်တဘဝတာရှေ့ဆက်ပြီးဘာလို့မှလဲအဖေရဲ့အဖေသားကိုလမ်းပြပါအောင်လို့အဖေဒီမှာဘဒုတာအဖေတာဒါပေမဲ့ သောတေယထပြောနိုင်သေးလား
မပြောခဲ့ပါဘူးတဲ့အဲ့ဒီခါမှာကောင်းပြီထားတော့အတူချုပ်ပြောကြတောရိယပုံနာတော့ခေတ်ကာလပြောမကလစံကြအဲ့တော့တောရိယပုံနာတော့တည်သွားတည်ပြီးတာနဲ့တပြိုင်နက်ရရှိပြီးသားစီးစိမ်ဥစ္စာချမ်းသာမှုကိုဦးသိန်းစိုးမတုံးတက်တော့ဘာသွားဖြစ်တယ်မှာအဲ့ဒီပစ္စည်းပေါ်မှာတက်မှတ်တဲ့စိတ်ကြောင့်တောရိယပုံနာသူ့အိမ်မှာပဲသူ့သားအုပ်ချုပ်တဲ့ခွေးသွားဖြစ်ရတယ်တောရိယပုံနာဘာသွားဖြစ်ခွေးသွားဖြစ်တယ်အဲ့တော့ဦးသိန်းစိုးတော်တိုင်းဘာလို့တော့ပြောလိုက်ချင်တာဗါတဲ့ရာတုံးတော်စံရာတုံးတော်စံဖြစ်တော်ခံစံကြခံကြအကြာကြီးလားခဏလေးလားခဏလေးပါတဲ့ဟုတ်တယ်မလားအဲ့တော့လောကကြီးထဲမှာပြောစရာတွေတော့ဈားနဲ့မြတ်ပြောမယ်ပြောစရာစကားတွေထဲမှာမယုံအပ်တဲ့သူ၄ယောက်ရှိတယ်တဲ့အဲ့ဒီ၄ဦးရဲ့ပြောတဲ့စကားမယုံအပ်ဘူးတဲ့ဥဒိဆိုလူတွေထင်တော့တိုင်းတိတေဂာနီအမေကြီးဖေကြီးတွေပြောတဲ့စကားမယုံအောင်တဲ့ပြောရတော့အမေကြီးပါကြီးအသက်ကြီးတဲ့ပုဂ္ဂိုလ်တွေပေါ့သူတို့ပြောတဲ့စကားမယုံရဘူးတဲ့နှစ်အပြိုကြီးတွေပြောတဲ့စကားမယုံနဲ့အပြိုကြီးတွေများပါလားမသိအာနာတယ်အပြိုကြီးတွေပြောတဲ့စကားတော့တိုင်းဗါတဲ့တော့မယုံနဲ့ဟုတ်လားအဲ့ဒီကတော့ဗါတဲ့တော့နောက်တစ်ခုကဗါတဲ့တပင်းတွေပြောတဲ့စကားမယုံနဲ့စတုထဈေးတွေပြောတဲ့စကားမယုံနဲ့မယုံအပ်တဲ့သူဘယ်နှမျိုးတော့၄ဦးတေဂာတိအမေကြီးတွေပြောတဲ့စကားမယုံနဲ့ဆိုတာဘယ်လိုစကားတော့ဥသိမ်းစိုးတော်တိုင်းနင်တို့သားတဲ့သမီးတွေထိန်ရတာဟဲ့တဲ့ငါ့ရဲ့တေကိုတင်ကျင်ကျဲနိုင်ကိုမနိုင်ဘူးဟဲ့ဥသိမ်းစိုးပြောဦးလားဟဲ့တော်တိုင်းအမေကြီးတွေဘာတွေပြောဦးလားနင်တို့သားတဲ့သမီးတွေထိန်ရတာဟေးငါမြောက်ထိန်နေရတဲ့ပဲတေကိုတင်းချင်းသောကိုနန်းတို့ငါနေကိုမနေချင်းတော့ဘူးပြောဦးလားဥသိမ်းစိုးပြောတယ်နော်တကယ်နာမကြမ်းဖြစ်လို့ဖျားလဲဖျားဟဲ့ကမတွေလောက်ကြပါဦးဆရာဝဲခေါ်ကြပါဦးဖဲလောက်ကြပါဦးဖဲငါဒီတိုင်းဆိုငါမြည်တွေနဲ့ခွဲရလိမ့်မယ်သူမြည်တွေနဲ့ခွဲရမှာလဲကြောက်တယ်ဒါကြောင့်တေဂာနီးတွေပြောတဲ့စကားမယုံနဲ့ဟုတ်လားပြီးတော့နောက်တစ်ခုအပြိုကြီးတွေပြောတဲ့စကားလဲမယုံနဲ့ဝါလာကင်းလို့တရင်ကျွရဲ့တို့ရွာပဲဖြစ်ဖြစ်မြို့ပဲဖြစ်ဖြစ်မင်္ဂလာဆောင်ကြတယ်မလားတော်တိုင်းမင်္ဂလာဆောင်ကြတော့အပြိုကြီးတွေမင်္ဂလာဆောင်သွားတယ်ဆိုတော့နောက်ကကာလာကားတွေကပြောတယ်ဟေးအပြိုကြီးဘယ်နဲ့တော့နောက်ကားတွေကြောတက်နေပြီအပြိုကြီးတို့ဘယ်နဲ့တော့လက်ကြီးတစ်ထောင်လောက်ထုတ်ပြီးအမလေးလိုကိုမလို့ခြင်းလို့သူကဟဲ့လိုကိုမလို့ခြင်းလို့အမကမလို့ခြင်းလားမရတော့တာလားဟမ်ဥသိစိုးမလို့ခြင်းတော့လားမရတော့တာလားမရတော့တာဟုတ်လားအဲ့တော့မလို့ခြင်းလို့ပါအဲ့တော့လိုကိုမလို့ခြင်းလို့ဘယ်လိုခြင်းမှမလို့သူ့ကိုယ်သူဘဝင်မြင့်နေတာလေတောင်ပိုင်းရကောင်ကလာပြောတယ်မလို့တင်းလို့ကောင်များငါမြန်နုံဆုပ်ဆုပ်လာပြီးရီရတကားပြောတင်းလို့ကောင်ငါကြိုက်เสียလားမြောက်ပိုင်းရကောင်ကလာပြောတယ်မြောက်ပိုင်းရကောင်မလေးနုံဆုပ်ဆုပ်တင်းလို့ကောင်ကြိုက်เสียလားဒီလိုနဲ့မာနထောင်ရတဲ့နောက်တော့သူနာကတ်เสียလူမရှိမတော်လို့မြအပြိုကြီးတွေလမ်းတွေလို့မြကိုယ်ကြိုက်တဲ့ရီစားဟောင်းနဲ့များတွေ့ရင်ဘယ်လိုလုပ်တယ်ပတ်တယ်ဟိုပြိုကြီးငါ့ကိုကြည့်တော့မသွားဘူးဒုက္ခဒါကြောင့်အပြိုကြီးတွေပြောတဲ့စကားလည်းမယုံရဘူးတဲ့နောက်တစ်ခုဥသိမ်းစိုးတော်တိုင်းတို့ရွာတွေမှာငယ်ငယ်တော့တော်တိုင်းဇက်တွေကြည့်ဘူးတယ်မလားဟမ်ဒီပါကြီးရဗျာကလို့လည်းကောင်းတာစားလို့လည်းကောင်းတယ်ပြန်ကျင်တော့ပါဘူးလို့ပြောတယ်မဟုတ်လားပြန်ကျင်တော့ဘူးကျွန်တော်ကဒီရွာမှာပဲနေခဲ့ကျင်တော့တာလို့အနုပညာတပည့်နဲ့မပြောဘူးလားဒါပေမဲ့နေလို့ရသလားစက်တစ်တာဆွဲရလိုက်ရတဲ့လူတွေနေခြင်းပေမဲ့နေလို့မရတဲ့အတွက်တပည့်တဲ့စကားတတ္တိယမြောက်မယုံရတဲ့ထဲမှာပါလေဈေးတွေပြောတဲ့စကားမယုံရဘူးတဲ့ဘယ်လိုမယုံရတာတော့ဥသိမ်းစိုးကြောက်လောင်းစေးတဲ့ဈေးသွားဝယ်တော့ခမရလည်းတီးတဲ့လူရှိမှာဒေါ်တိုင်းခမရလည်းတီးတဲ့လူရှိမှာလေကိုသိမ်းစိုးမတိုင်းဈေးဝယ်လာလားဘာလို့လာတော့ရွာကားနဲ့လားဟုတ်လားအခုဘာလို့မလို့တော့အလူမလို့ငါ6ပဲဈေးလို့6500အခုရှုံးမလီကိုသိန်းစုရဲ့
တော့မျက်နှာပြင်လို့ငွေချင်းစိတ်နဲ့ထားတာမောင်နှမချင်းတို့6500ပေးတာကျမသူများ9500ရောင်းတာတော့မလို့တော့မျက်နှာပြင်နဲ့ကျမလျှော်ပြီးသားကျမအရင်ကိုမရှိဘူးအရင်ရှုံးခံပြီးရောင်းတဲ့ဈေးတဲ့လောကရှိလားဟမ်ဥသိစုမရှိပါဘူးတဲ့ဒါကြောင့်ဤလေးယောက်ရဲ့စကားလောကမှာမယုံတင်ဘူးတဲ့ဒီလိုပဲဂေါရမဘုရားရှင်လက်ထက်ကမိဘရဲ့စကားကိုသားသမီးကမယုံခဲ့ဘူးတဲ့ဘလို့မယုံခဲ့တာတော့မမေးဩငါအဖေစီတို့ဖះကိုမကူးကွယ်ပါလားလို့စိတ်ထဲကသိတော်ညာလေပဲနောက်တစ်ချိန်ကမှတောတရပုံနာသိပြီးတဲ့နောက်9ရက်လဲပြီးတဲ့နောက်အကုန်လုံးကိစ္စဝန်စားပြီးသွားပြီဗောဥသိစုဒေါ်တန်းရေဟုတ်လားတလတန်နလတန်လဲကြာရောတို့ဂေါရမဘုရားရှင်ကိုတော်မြတ်ကတာဝိထိပြီးမှတောတရပုံနာနေထိုင်ခဲ့သောသူပလူလေရဲ့အိမ်တို့ဆုံးငံကြွတယ်ဘာလို့ကြွဆုံးငံကြွဆုံးငံလဲကြွရောအဲ့ဒီအိမ်မှာရောက်နေခွေးပေါက်စာလေးကအဲ့ဒီဂေါရမဖယားဆုံးငံကြွတော့ပရက်ရပြီးထိုးဟောင်းအဲ့ဒီလိုထိုးဟောင်းလိုက်တော့သူ့ပလူလေအပြင်ခရီးထွက်တဲ့အချိန်ဖယားကလည်းဆုံးငံအကြွတော်တရခွေးဘဝဝင်စားတော့အဲ့ဒီခွေးကနေဖယားကိုဟောင်းတော့ဖယားကတခွန်းနဲ့ပြောတယ်ဥသိစုဒေါ်တန်းကြီးမှတ်ကြည့်စမ်းဟဲ့တော်တရမင်းအရင်ဘဝကလည်းငါ့ကိုဟောင်းတယ်စေတနာတရားတရားနဲတယ်အခုလည်းမင်းငါ့ကိုဟောင်းလုံးပဲလားမင်းခွေးဘဝရောက်နေတာတော့မင်းအခုချိန်ထိနောင်တမရပါလားတော်တရားဒါမရတာလေတို့နောင်တမရပါလားအဲ့ဒီမှာတဲ့တော်တရားပုံနာကသူ့ရင်ထဲကနေစဉ်းစားတယ်ငါခွေးဖြစ်တာဂေါရမသိပြီငါရှက်လိုက်တာနော်ဥသိစုတော်ရရပါတယ်တို့သူခွေးဖြစ်တာဖယားသိလို့ဘာဖြစ်သွားရှက်တယ်အဲ့ဒီတော့ဂေါရမဖယားကလည်းဟဲ့တော်ရရခွေးဘဝရောက်နေခွေးနေရတယ်ကွာဥသိစုပါတယ်တို့လူဆိုတော့လူနေရလူနေခွေးဆိုတော့ခွေးနေရတယ်တဲ့အဲ့ဒီမှာတဲ့ရှက်ပြီးတော့ပြာပုံနဲ့အမီးလေးနဲ့တထဲအိမ်မှာနေတဲ့ခွေးဗျာစားကောင်းတော့ဖွဲတဲ့ငွေရကလေးခေါင်းဆောင်ခေါင်းအုပ်ဆောင်နဲ့နေရစားကောင်းတော့ဖွဲရတယ်စားရတဲ့ခွေးကအခုကြဖျားဟောလိုက်တာနဲ့ဘယ်တဲ့ရောက်သွားတော့ပြာပုံနဲ့ရောက်တယ်ခွေးဆိုတာဘာနဲ့တက်ပြာပုံနဲ့ပဲတန်းတာဂရေမော်တက်အိတ်နေလို့မရဘူးအဲ့မှာခွေးကပြာပုံနဲ့သွားအိတ်တော့မောင်မမိတ်တာချွေရံသိမင်းကျုံပေါင်းများစွာကတားရေလာတားရေလာထမင်းစားမယ်အရင်တော့ကသူ့ကျေးကျွန်နေသူ့ပလူလွန်ကျေးကျွန်နေရခေါ်တာတောင်မှအဲ့ဒီခွေအမီးလေးနှံ့ပြီးလိုက်နေကြဒီကနေ့တော့ပြာပုံထဲမှာမျက်ရည်လေးလဲပြီးသူ့ပလူလင်ရဲ့အိမ်မှာခွေးဘဝနေရအဲ့ဒီမှာနဲ့သူ့ပလူလင်ကပြန်လာတဲ့အချိန်ဦးသိန်းစိုးတော်တိုင်းတားရဲ့ဟဲ့တားရဲ့ဘလောက်ခေါ်နေခွေးဆိုတော့ဘယ်နာနေပြာပုံတွေကမထားဘူးမျက်ရည်လေးဝိုင်းလို့အဲ့ကြမှာဟဲ့ကျုံအတင်းအပေါင်းတို့ငါဤသားဒီကငါပြန်လိုက်အမိတနတ်နဲ့ကျုံနေကြဒီကနေ့ငိန်လိုက်လားပြာပုံထဲမှာဝတ်နေတဲ့ဒီခွေးတပည့်ကြောင့်လေမလာပါတထဲပင်တဲ့အစတော့ကတော့မနဲ့စားလေတော့ကျွေးတော့ကစားပါသေးအဲ့ဒီကတော့နေရောင်ကြီးလေးထွက်လာတဲ့အချိန်ကာလဂေါရမဖယားအလောက်အိမ်ရှိဆုံးငံကြွပါတယ်ဖယားဆုံးငံကြွတဲ့ခါမှာဤခွေးတီကဗရက်ထိုးအောင်တဲ့ခါမှာကိုက်မဲ့ဆဲဖယားရှင်ကိုတော်မြတ်ကတခွန်းနဲ့တော့စကားပြောခဲ့တယ်ဟေးအမြန်ပြောသားဤငါရဲ့ရှစ်ရစွာသောဤခွေးအားဂေါရမဖယားဘယ်လိုစကားပြောခဲ့တာလဲဟဲ့တော်တေရမင်းမိုက်နေတော့မဲလားဘာငါအိမ်မှာခွေးမွေးထားတာကိုငါဖေးနာမည်ခေါ်တယ်ပေါ့တွေ့ကြသေးတာပေါ့ရှင်ကြီးဂေါရမရဲ့အဲ့ဒီမှာတဲ့သူ့ဘာလူလေဖယားရွှေเจ้าတော့အရောက်သွားတယ်ဘယ်เจ้าကိုသွားတာတော့ဟဲ့
ဇေတဝင်ကြောင်းအရောက်သွားတယ်ဒါပေမဲ့စိတ်တို့နေတဲ့လူဆိုတော့မန္လာပါအရှင်ဖေယားဖယားတပည့်တော်ဤဖခင်အားခွေအဖြစ်ကဲ့သို့အမီနာမသမုတ်ရခေါ်တော်မသည်လားဖယားလို့ရှောက်ထားပါမလားဥသိမ်းစုရှောက်ပါရင်ထဲကဘာကိန်းဒေါသကိန်းတာဒေါသအေးဘာကိန်းနေတာတော့ဒေါသအေးဒေါသတွေကိန်းနေတော့ဟဲ့ရှင်ကြီးခေါ်တော့ပါကျောင်းအိမ်ကိုခပြလာတယ်ဆိုဖယားကအေးပါပဲဟုတ်တယ်ချက်သားငါမနက်ကဆုံးခံလာမိလာလို့ရတယ်ကျောင်းအိမ်မှာမွေးထားတဲ့ခွေးကိုတော်တယ်ရလို့ကျောင်းအဖေနာမယ်ခမရတက်ခေါ်သွားဟုတ်တယ်လေချက်သားအဘဲကြောင့်ကျောင်းအဖေနာမယ်ဤခွဲကိုဘာကြောင့်ခေါ်ရတာလဲချက်သားတင်မသိတော့လားသူ့ဘာလို့မသိလို့မဲမယ်သူ့ဘာလို့လဲတင်းအဖေတင်းစင်ကာလကဘာနာတိုင်းကစရင်နဲ့အင်းနဲ့တင်းကိုပစ္စည်းတွေမှာဘူးလားအပ်ပါတယ်ဖေ။အဲ့ရဲ့လေးသိန်းကဲ့သို့အတပြားလေးသိန်းတန်တဲ့တစ်ရွှေကွက်နှစ်ရွှေပန်းကိုင်သုံးရွှေစတိုးလေးတသိန်းထိုက်တော့အတပြားကိုဤလေးမျိုးအားဤစင်းထဲမှာပါပါသလားမပါကြောင်းပါဖေရတဲ့တော်တန်းဤလေးမျိုးစရင်ထဲမှာပါသွားဗလားမပါသေးဘူးဒါဆိုရင်တော့ကောင်းပြီတဲ့ချက်သားဤလေးမျိုးကိုပြန်ရရင်တင်းအဖေခွေးဖြစ်နေဆိုတာတင်းယုံသလားဥသိမ်းဆိုဒုဖေရပါတယ်တော့တင်းအဖေခွေးဖြစ်နေဆိုတာယုံမလားဤဘာနာဒိန်းကစရင်အင်းနဲ့အတော်ညာလည်းပဲတင်းအဖေဒီဤပစ္စည်းလေးမျိုးအားအခြားသောနေရာတွေတိတ်ထားခဲ့သည်ဘယ်နေရာတိတ်အခြားသောနေရာတိတ်တာဒီကပြန်ရင်ဤတင့်ခွေးအားချောမော်၍မေးတင့်ဖခင်မှန်ရင်ဤပစ္စည်းလေးမျိုးပြန်ရမယ်အဲ့မှာတဲ့မှန်လားပါရှင်ဖေယားလို့ဒေါသနဲ့လာတဲ့စိတ်တောင်မှဖယားနဲ့တွေ့တော့ဗာဖြစ်တာဒေါသကိုပြေပြောင်းပြီးတောရိယာပုံနာဝင်စားတဲ့ဤခွေးကိုခေါင်းလေးတန်းပြီးသူ့ဘာလူလင်ကဘဒုအဖေခေါ်နေရဒေါသကြီးဘဒုအဖေခေါ်နေခွေးအဖေခေါ်အဖေပြမပြရလေဖေရဲ့ကံကြမကြီးကဆိုလာတဲ့အဖေရဲ့အဖေကိုချစ်တဲ့သားအိမ်မအဖေခွေးလာပြရတဲ့အဖေရဲ့လို့ဖအေးလို့သူခွေးဖြစ်နေတော့တားလို့သူကစိတ်ချမ်းသာပါမလားဘယ်စိတ်ချမ်းသာလိမ့်မလို့ဟုတ်သလားဒါကြောင့်အဖေတဲ့ဂေါရမဖေယားရှိခိုးတော်မြတ်ကအဖေခွေးပေါ်မှာရောက်နေတားဖို့ပြောလိုက်တယ်ငါကလည်းတွေးပြီးသားပါခွေးဆိုတော့လူစကားမပြောတော့သွားပြီတဲ့သူ့ဘာလူလင်းဒီဖေယားနဲ့တွေ့ပြီဖေယားနဲ့တွေ့ရင်ဖြင့်ငါခွေးဖြစ်တာငါသားတီးပြီဒါကြောင့်မှန်လားပါဖေတဲ့အဖေလူဘဝကဘာနာဒိန်းငါစရင်နဲ့အင်းတော်ညာလည်းပဲလေးမျိုးသောပစ္စည်းလေးသိန်းမိုးများပျောက်ဆုံးနေပါသည်ဤလေးမျိုးသောပစ္စည်းဟာလီသည့်နေရာတွင်တုံဖတ်ထားပါတယ်လေအဖေရဲ့သားကိုပေးပါအဖေရဲ့သားကိုပြောပါအဖေရဲ့ဤပစ္စည်းလေးမျိုးရမှသာလေသူ့ဖေခွေးဖြစ်တာ तू ကယုံပါကိုအဲ့ဒီကြမှာတို့လူတွေပြောတော့လက်နဲ့ချောင်းခွေးဆိုတော့ခြေနဲ့ချောင်းနဲ့နှုတ်သီးလေးနဲ့ရက်အဲ့ဒီနေရာလေးလက်ကလေးနဲ့ရက်ဟဲခြေချုံမောင်းတို့လာကြသားဤနေရာတူးစားအဲ့ဒီနေရာတူးကကြမှာဘာရောက်သွားလို့ဆိုရွှေကွန်းနဲ့ရွှေပန်းကန်ရဲ့အာသဗျာသသိမ့်ထိုက်တဲ့နေရာရဲ့ရွှေပေါင်း၄သိန်းတန်ဖို့တူးတွေကကြမှာဖေးရလေအဖေရဲ့ဘာတဲ့တို့အဲ့ဒီကမှာသူ့သားသူ့ဖေခွေးဖြစ်တာဘာဖြစ်သွားယုံသွားတာဟုတ်လားအဲ့တော့ဒီဘွဲ့အတွက်ညတော်မှာအချိန်ရတော့ရေးလာအမှန်ကတော့တို့အလူတကာလူမှာဒါနပြုနိုင်ဥစ္စာပိုင်ရေနိုင်လေတော့ပြီလောကမှာရည်သောသူ၃မျိုးရှိတယ်အခုမှတရားသိမ့်မှပြောမှာဥသိမ့်ဆိုတော့တိုင်းဘသူတွေကရည်အိုးတွေအိမ်တွေရာတွေချောင်းတွေထမ်းတွေတိုက်တွေကားတွေသူတို့ကပြောတယ်
လူဘဝကွယ်သူတို့မွေးတော့ကလည်းခြေတော့နဲ့မွေးလာတယ်အခုကျတော့ရေးကြီးခွင့်ကျလို့ပြီးကားတွေဝယ်စီးတာအဲ့ဒီပစ္စည်းကကြီးတဲ့သူတို့တည်တော့ငါကဒီထားခဲ့ရမှာသူတို့တော့ပါသွားတာမှတ်လို့ပစ္စည်းကမကြီးဘူးလားအခုလည်းပဲသောတရားပုံနာသူ89ကလေးချမ်းသာခဲ့သမျှကုသိုလ်ဒါနကောင်းမှုမပြုတဲ့အတွက်သောတရားပုံနာပစ္စည်းကပြန်ကြည့်တာမဟုတ်ဘူးလားအဲ့တော့တက်ရှိကကြည်တာလားတက်မဲ့ကကြည်ရလားတက်မဲ့ကကြည်တာအဲ့တော့ဒေါ်တန်းကြီးမသိလို့မေးပါဦးသိန်းစုအသက်ရှိတဲ့လူတင်လူချင်းချင်းတောင်မှကိုလန့်ဖြတ်လာဟေးကမကျမလီပြောရတယ်ရှင်းနေကျင်းတယ်တက်ရှိကလောင်ပြောင်းတာတော့မကျင်းနိုင်ရင်တက်မဲ့ကလောင်ပြောင်းတာဟောတို့လူကလူမှကျင်းနဲ့လားတို့ပရိသတ်ကိုကျင်းနဲ့လားဒါကြောင့်ဥစ္စာပစ္စည်းဓနနီးသည်ရတိုင်းလူတိုင်းမစုနဲ့ချမ်းသာသမျှဒါနပြုတဲ့ဟုတ်လားဒါကြောင့်ခဏဦးသိန်းစုတော်တိုင်းတရားအနစ်ချုပ်ကိုပြောခဲ့ချင်တာကျန်တာမဟုတ်ပါဘူးဗျာတဲ့အဲ့ဒီပစ္စည်းလေးမျိုးလည်းတွေ့လိုက်ရောဒါကြောင့်ဂေါရမဖယားအများကကြည်ညိုတာပါလားဗတ္တလူလင်ကဟုတ်လားသူပလူလင်ကဗါတဲ့တော့ဖယားကိုအဲ့ကြမှာကြည်ညိုပြီးတော့ဖယားထမ်းရောက်ဖယားရဲ့တရားဆုံးတာနဲ့တွေ့နေသောတာပတ္တိဖို့စိုက်ခဲ့ရတယ်ကောင်းပြီသောတရားနဲ့သူ့ဘာလူလင်နဲ့ဘာတော်တော့တာဖဘာတော်တော့တာဖပစ္စည်းချမ်းသာပြီးအသုံးမချတတ်တော့အသုံးမကြတတ်တာသောတေယအဖေပစ္စည်းမိပြီးတော့အသုံးကြအသုံးချတတ်တဲ့သူ့ဘာလူလင်ကအသုံးချတတ်တော့ဖေလိုခွင့်မဖြစ်ဘဲနဲ့သောတာပန်ဖြစ်ခဲ့ရတာအသုံးချမှုအသုံးကြမှုတိတတ်ဖို့ဒါကြောင့်တတ်မဲ့တွေရဲ့လှောင်ပြောင်ခြင်းကိုမခံရအောင်ကြိုးစားပါဦးသိန်းစိုးဗါတဲ့တော့တတ်မဲ့တွေရဲ့လှောင်ပြောင်ခြင်းဟုတ်တယ်မလားဘာလို့လောင်တာတော့လို့မေးတရာညာနာကြီးထားပြန်ကရေပြပြီတရာရင်ထဲကရှိတဲ့တရာတရားအဲ့ဒီညာကငါပတ်သက်ကလေး300ရှိ300 100ဘိုးစားမယ်200ဘိုးလူလိုက်မယ်တသိန်းရှိတဲ့9000လူလိုက်မယ်9000ငါစားမယ်တရာညာနာကြီးထားပြန်ကလူပြပြီဟုတ်လားအကယ်၍မြလူဘဝရောက်တော့အလူဒါနကုသိုလ်နေခဲ့မယ်ဆိုရင်တို့လူတွေကလူပါတတ်မဲ့တဲ့ပစ္စည်းတွေကပြောင်းလှောင်ရခြင်းခံရမှာပဲမဟုတ်ဘူးလားဟုတ်လားခဏဦးသိန်းစိုးဒေါ်တန်းအေးတို့ကကိုကပြန်ပြီးတော့ဗါတဲ့လှောင်ပြောင်းတာကိုကပြန်ပြီးတော့ဦးသိန်းစိုးဗါတဲ့တော့လှောင်ပြောင်းတာဒေါ်တန်းအေးဘသူ့ကိုလှောင်ပြောင်းနေတာခန္ဓာကိုယ်ကိုလှောင်ပြောင်းတဲ့ကိုရှိတဲ့စီးစိမ်ဥစ္စာကိုမင်းတို့မမြဲတာငါသိလို့ငါနောက်ပါမယ်ကုသိုလ်တရားကိုငါလုပ်တာဒါကြောင့်ဖိတ်ထားတဲ့ပါပါတယ်တော့ကျွန်တော်ကျမတို့သည်ပြူသောနိဗ္ဗာန်ချမ်းသာမြတ်ကိုရပါလို့ဤလို့ရည်ရွယ်ထားတာမဟုတ်ဘူးလားလောကကြီးမှာချမ်းသာသမျှပါတယ်တော့တာရုံးတော်စံနေတော်ခံတာရုံးတော်စံနေရင်တော့ခံပြီတော့ဒါကြောင့်စံကြခံကြအကြာကြီးလားခဏလေးပါဒါကြောင့်တို့ဘောဂေါရမဖယားရဲ့လက်ထက်တော်ခါလာမှာတို့တတ်မဲ့တဲ့ပစ္စည်းကိုကိုကပြန်ပြီးတော့လောင်ပြောင်းတိုင်းအောင်ဦးသိန်းစိုးဒေါ်တန်းကြီးဘယ်လိုလုပ်မလဲအနာမတက်ကတန်ရာတစ်ခွန်းကကျင်လခဲ့ကြစဉ်ကတိရဖြစ်စေမတိရဖြစ်စေတိလို့မမတိလို့မရဲ့ဦးသိန်းစိုးဒေါ်တန်းကြီးဗါတဲ့တော့အကုသို့ဗါတဲ့တော့အဲ့ဒီအကုသို့ဒီဘဝအပြတ်ပြတ်မလားတန်ရာပါအောင်ယူမလားတန်ရာပါအောင်မယူပဲဒီဘဝအပြတ်ပြတ်တော့ဘာနဲ့ပြတ်ယခုပြုတဲ့ဒါနနဲ့ပြတ်အကုသို့ကမ္မတတိပြတ်သလားဒေါ်တိုင်းမဖြေတတ်ဒီကြီးပြောတယ်နော်လာငါတော့ပြောတယ်နော်ဒေါ်တိုင်းကျုပ်ကမေးမှနော်လို့ပြောတယ်နော်ဟမ်ဦးသေးဆိုအဲ့တော့အကုန်ပါဘူးဟုတ်လားအဲ့တော့ကျွန်တော်မေးတယ်နော်အဲ့တော့အကုသိုလ်ကမ္မတတိဒီဘဝအပြတ်ပြတ်တော့ဘယ်လိုပြတ်လဲယူဘခန္ဓာဝဒနာခန္ဓာဝဉာဏခန္ဓာသင်္ညာခန္ဓာတက္ကရာခန္ဓာငါးခုအကြောင်းပြုရလာတဲ့ယုံရလာတဲ့နာဒီခန္ဓာကိုယ်ကြီးကယုံနဲ့နာနှစ်ပါးပဲရှိတာမလားဥသိဆိုတော်တိုင်းတွေ့ကြည့်အောင်မြအခုလူတာဘဲလာတော့တဘိုးတွေ
လူချင်းနေတာဘယ်လာကြရကစုံလာကြရတယ်ဟုတ်လားလူချင်းနေတဲ့တရားတရားကဘယ်ရတော့ရှင်တွေကပေါက်ပွားတာဘသူမြင်တော့မမြင်နိုင်တာကိုနန္တရားမြင်တဲ့ပစ္စည်းယုတ်တရားအတိတ်ပဲချဲတော့ဗါတဲ့တော့လူချင်းနာကနန္တရားလူတဲ့ပစ္စည်းကယုတ်တရားသူမဟုတ်ငါမဟုတ်လူနေတာကနန္ဒီယုတ်တဲ့နာယုတ်နဲ့တဲ့အမြင်ရှိလူရင်ဝိပဿနာပွားလူနိုင်ကြပါစေလို့ဆုတောင်းရဲ့အတိတ်နမိတ်ရင်ကြပြစတဲ့ရဲ့နဲ့ gain မဘောမှာဘိတ်တိတ်တော်မင်္ဂလာခန်း gain ပနဲ့ရလို့ပြကြအောင်စို့အဖွဲ့ငန်းလေးဒါတာကန်းလေးပြကြအောင်စို့